ဒေါ်လာ200ထောက်ပံ့ကြီးကနေကမ္ဘာအချမ်းသာဆုံးဖြစ်လာခဲ့တဲ့ကွန်နာမဂရီဂေါရဲ့မယုံနိုင်စရာဘောခီးစဉ်အားလုံးပဲမင်္ဂလာပါချန်ပီယံမှကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့ MMA လောကတွေမကပဲတကမ္ဘာလုံးကအားကျနေရတဲ့ဒန်နီထရီယက်လို့လူသိများတဲ့ကွန်နာမဂရီဂေါအကြောင်းကိုပြောပြချင်ပါတယ်လူတစ်ယောက်ဟာအောက်ခြေကနေထိပ်ဆုံးကိုတက်လှမ်းဖို့အတွက်ဘာတွေလိုအပ်မလဲငွေကြေးလားအဆက်အသွယ်လားမဟုတ်ပါဘူးကွန်နာမဂရီဂေါကတော့ယုံကြည်ချက်တစ်ခုတည်းနဲ့တကမ္ဘာလုံးကိုသိမ်းပိုက်ပြခဲ့တာပါအခုအချိန်မှာသူဟာတန်းကျွယ်တထေးကြီးဖြစ်နေပေမဲ့လွန်ခဲ့တဲ့10စုနှစ်တခုကသူဟာအစိုးရစီကထောက်ပံ့ကြေးဒေါ်လာ200နဲ့ရုန်းကန်နေရတဲ့ရေပိုက်ပြင်သမားတစ်ယောက်ဆိုတာညီကိုတို့ယုံနိုင်မှာမဟုတ်ပါဘူးဒီနေ့မှာတော့ဒေါ်လာ200ဘောကနေတန်ပေါင်းများစွာတန်ကြီးရှိတဲ့အင်ပါယာကြီးကိုသူဘယ်လိုတိစောက်ခဲ့တယ်လဲဆိုတာအစားအဆုံးတင်ဆက်ပေးသွားမှာပါကွန်နာမဂရီဂေါရဲ့ငယ်ဘွားကပန်းခင်းလန်းမဟုတ်ခဲ့ပါဘူးသူဟာအိုင်ယာလန်နိုင်ငံဒဗလီမြို့ကရေပိုက်ပြင်သန်းတက်နေတဲ့လူငယ်လေးတစ်ယောက်ပါအသက်20ဝန်းကျင်မှာတနေ့ကို12နာရီကြာအောင်ပင်ပန်းအလုပ်လုပ်ရပေမဲ့သူ့စိတ်ထဲမှာတော့ MMA လောင်ရင်ထဲမှာအောင်ပွဲခံနေရတာကိုပဲအမြင်မြင်အောင်နေခဲ့တာပါချမ်းရည်လာတဲ့အိုင်ယာလန်ရဲ့မနက်ခင်းတွေမှာကရိယာတစားပလာအေကြီးကိုထမ်းပြီးအလုပ်ဆင်းနေရပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့အမြဲတမ်း UFC ကြိုးဝိုင်းစီမှာပါဒါဟာငါ့ဘဝမဟုတ်ဘူးဆိုပြီးအလုပ်ကနေထွက်လိုက်တဲ့အခါလူတိုင်းကသူ့ကိုယူနေတယ်လို့ထင်ခဲ့ကြပါတယ်သူ့အဖေကတော့မင်းဒီထက်ကောင်းတဲ့အလုပ်ဘယ်မှာရှာအောင်မလဲလို့စူပူခဲ့ပါသေးတယ်အဲ့ဒီအချိန်မှာသူ့မှာပတ်စံတစ်ပြားမှမရှိပါဘူးအိုင်ယာလန်အစိုးရကပေးတဲ့တပတ်ကိုဒေါ်လာ200နီးပါးရှိတဲ့လူမှုဖူလုံရေးထောက်ပံ့ခြင်းနဲ့ပဲမတယုံတမဲရုန်းကန်ခဲ့ရတာပါဒါပေမဲ့သူ့ဘေးမှာသူ့ကိုအမြဲယုံကြည်ပေးခဲ့တဲ့ချစ်သူဒီဒဗလင်ရှိနေခဲ့လို့သာသူဒီလန်းကိုဆက်လျှောက်နိုင်ခဲ့တာဖြစ်ပါတယ်2013ခုနှစ်ဧပြီလမှာတော့သူ့ဘဝကိုပြောင်းလဲပေးမဲ့အခွင့်အရေးရောက်လာပါတယ်အဲ့ဒါကတော့ UFC မှာပွဲထိုးဖို့စာချုပ်ချုပ်နိုင်ခဲ့တာပါသူပထမဆုံးပွဲမထိုးခင်ရက်ပိုင်းအလိုအထိတောင်အစိုးရစီကစင်ရသားထောက်ပံ့ကြေးဒေါ်လာ200ကိုသွားထုတ်နေခဲ့ရတာပါဒါပေမဲ့တန်စကာကြိုးဝိုင်းနဲ့ရောက်တဲ့အခါမှာတော့သူဟာလူသက်သမားတစ်ယောက်လိုပြောင်းလဲသွားခဲ့ပါတယ်မာကတ်ဘရမစ်နဲ့ပွဲမှာကွန်နာမဂရီဂေါဟာစက္ကန့်ပိုင်းအတွင်းအလဲထိုးပြလိုက်ပြီး UFC လောကကိုဟိန်းကနေဖြစ်သွားစေခဲ့ပါတယ်သူပထမဆုံးပွဲမှာတင် Knocked Out of the Night စုကြေးဒေါ်လာ6000ကိုရရှိခဲ့ပါတယ်ဒေနာ 60G baby လို့အော်ဟစ်ခဲ့တဲ့သူ့ရဲ့အတန်ဟာအိုင်ယာလန်ကစင်ရသားရက်ကွက်ကနေဟောလိဝုဒ်အထိပက်တင်ထက်သွားခဲ့ပါတယ်အဲ့ဒီပွဲပြီးအင်တာဗျူးမှာသူပြောခဲ့တဲ့စကားကအခုထိလူပြောများတော့မှာပဲပြီးခဲ့တဲ့အပတ်ကတည်းကငါကလူမှုဖူလုံရေးကြေးထုတ်နေရတာအခုတော့ဒီပတ်စံဒေါ်လာ6000ကိုဘယ်လိုသုံးရမလဲတော့မသိတော့ဘူးတဲ့အဲ့ဒီနောက်ပိုင်းမှာတော့ကော်နာဟာဘယ်သူမှမတားနိုင်တဲ့ကျေပွင်တဦးဖြစ်လာခဲ့ပါတယ်သူဟာလက်သီးနဲ့တင်ထိုးတာမဟုတ်ပဲအုံနောက်နဲ့ပါကစားတဲ့သူပါသူရဲ့ Mystic Matt ဆိုတဲ့နာမည်နဲ့အညီပြိုင်ဘက်တွေကိုအဆက်ခွဲတယ်ဘယ်အချီမှာလဲထိုးမလဲဆိုတာကိုကြိုပြောပြီးတကယ်လဲလုပ်ပြခဲ့ပါတယ်အထူးသဖြင့်ဒန်နာရီဂျိုးဆယ်တို့ကို73စက္ကန့်တည်းနဲ့အလဲထိုးပြီးချန်ပီယံဖြစ်လာတဲ့နေ့မှာတော့တကမ္ဘာလုံးကသူ့ခြေပွားအောက်ကိုရောက်သွားခဲ့ပါပြီသူဟာ UFC သမိုင်းမှာပထမဆုံးအကြိမ်ဝေတန်းတစ်ခုစလုံးရဲ့ကပတ်ကိုတပြိုင်တည်းကင်မြောက်နိုင်ခဲ့တဲ့တပယ်ချန့်ဖြစ်လာပြီးဘရင်တစ်ပါးလိုရပ်တည်နိုင်ခဲ့ပါတယ်ကော်နာဟာလောင်ရင်ထဲမှာနေတော်တာမဟုတ်ပါဘူးအခုဆိုရင်ပါနှက်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေပါပြီသူကိုယ်တိုင်ထုတ်လုပ်တဲ့ Proper နံပါတ်တွဲဝီစကီကုမ္ပဏီကိုရောင်းချလိုက်တဲ့အခါမှာတော့ဒေါ်လာတန်ပေါင်း600ကျော်ရရှိခဲ့ပြီးညာရင်းချင်းတန်းကျွယ်တထေးကြီးဖြစ်သွားခဲ့ပါတယ်ဒါတင်မကပဲ Floyd Mayweather နဲ့ထိုးခဲ့တဲ့ဘောက်ဆင်ပွဲကနေလည်းဒေါ်လာတန်း100ကျော်ရခဲ့ပါသေးတယ်လွန်ခဲ့တဲ့10နှစ်ကဒေါ်လာ200နဲ့ရုန်းကန်ခဲ့ရတဲ့လူငယ်လေးဟာအခုချိန်တော့ Forbes Magazine ရဲ့ကမ္ဘာအချမ်းသာဆုံးအားကစားသမားစည်းရင်းမှာထိပ်ဆုံးကပါဝင်နေပြီးကိုပိုင်ဂျက်လီရင်လက်ဘော်ဂနီဇိမ်ခံသင်းမောပေါ်မှာဝီစကီတစ်ခွက်နဲ့ဘွားကိုအေးအေးဆေးဆေးဖြတ်တန်းနေပါပြီကွန်နာမဂရီဂေါရဲ့ဘွားကနေကျွန်တော်တို့သင်ခန်းစာယူစရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုယုံကြည်ဖို့ပါပဲငါ့ကိုလူတိုင်းကတန်တရားရှိခဲ့ကြတယ်ဒါပေမဲ့ငါကတော့ငါ့ကိုငါတစ်ခါမှတန်တရားမရှိခဲ့ဘူးငါအိမ်မက်ကိုဘယ်တော့မှအဆုံးမခံခဲ့ဘူးလို့သူကဆိုပါတယ်ညီကိုတို့ရောကွန်နာမဂရီဂေါရဲ့ဒီလိုချမ်းတန်းတဲ့ဘွားခကြီးစဉ်ကနေဘယ်လိုခွန်အားတွေရလိုက်လဲကွန်မန့်မှာရေးခဲ့ကြပါဦးအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်